မင်္ဂလာပါမနေ့က TL494 ကိုကော်လိုက်တာကနေထုတ်ထားတယ် emitter ကို ground ချထားတဲ့ circuit ကလေးနဲ့ LED ကိုမောင်းပြထားတယ်နော်ဒီဟာလေးက TL494 circuit ကျွန်တော်ပြမယ်နော်ဒါ IC ပေါ့ဗျာနော်IC ရဲ့ဟို simplify block တာကန်အဲ့မှာဘာဖြစ်လဲဆိုတော့နော်ဒီအောက်ပုံကသူကအောက်ပုံမှာemitter တွေemitter ဒီကတစားစီနော်တလားကော်လိုက်တာတစားစီအဲ့ဒါကိုမနေ့ကတော့ကျွန်တော်က emitter အစနှစ်စကိုပေါင်းပြီးတော့အနှုတ်ကိုပေးလိုက်တယ်ကော်လိုက်တာမှာလုတ်တက်ပြီးတော့drive လုတ်ပြီးတော့ flip flop လုတ်ပြရတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ပြဿနာကပြမယ်နော်ဒီဟာအခုအဲ့တော့ဒါဆင်းတော့ flip flop တော့ဖြစ်တယ်ကျွန်တော်ကနောက်ဘက်ကH bridge ဖြစ် half bridge ဖြစ်ကျွန်တော်ကအဲ့ဒါကို drive လုပ်မှာပေါ့ drive လုပ်တဲ့အခါကျတော့ဓာတ်တိုင်းက transfer ကနော် transfer off ဖြစ်သွားရင်ဓာတ်တိုင်းက transfer ကို off လုပ်လိုက်တယ် off လုပ်လိုက်တဲ့အချိန်ကျတော့ LED တက်ထားရင်တော့ LED တော့မလင်းဘူးပေါ့ဗျာဒါပေမဲ့ gate ကို drive လုပ်တဲ့အခါကျတော့ဒီ razor ကပါတယ်ဒီ razor pull up razor ဖြစ်နေတဲ့အတွက် high ဖြစ်နေတာပေါ့နော်transfer off ဖြစ်ရင် gate မှာ high လာတယ်နော်ဒီဟာကိုကြည့်နော် transfer on တော့မှgate ကအောက်ကိုဆွဲသွားတယ်နော်ဒီ collector ယူရင်အဲ့တော့ကျွန်တော်ကဘယ်ကယူမလဲဆို emitter ယူမှသာဓာတ်တိုင်းနဲ့အဆင်ပြေမယ်နော်ဓာတ်တိုင်းကဟို transfer ကို off လုပ်လိုက်ရင်ဒီကလည်း0ဖို့ဖြစ်အောင်လုပ်ထားတယ်နော်အဲ့ဒါမှဓာတ်တိုင်းနဲ့အဆင်ပြေမယ်အဲ့ဒါလေးကိုလည်းလက်တွေ့ကျွန်တော်ပြန်ပြီးပြောင်းပြန်လုပ်လိုက်တယ်ခုန emitter နေရာတွေကိုemitter မောင်းတဲ့ဟာတွေကိုပေါင်းပြီးတော့ကျွန်တော်ကမဟုတ် emitter မဟုတ် collector တွေကိုအောက် collector လုံနေရာတွေကိုပေါင်းပြီးတော့ဒီဘက်ကအပေါင်းနဲ့ပေးလိုက်တယ်collector လုတ်ပြီးတော့ emitter နှစ်ခုကအနေပြီးတော့မီးထုတ်ထားတယ်နော်တကယ်တော့ဒီ circuit လေးကဘာမှမရှိဘူးနော်ဒီဟာတွေကကျွန်တော်မီးထွန်းပြလို့ဆိုကျိုးတွေရှုပ်နေနော်တကယ်တော့ဒီ IC လေးတစ်ခုကို R နဲ့ C လေးပဲထည့်လိုက်ရုံပဲထည့်ရတဲ့ flip flop ဖြစ်သွားတာနော်အဲ့ဒါနောက်ပြီးတော့ flip flop ကိုထိန်းနေဒီမှာ dead time control ပင်လေးနော်ပင်လေးမှာဒါဖြုတ်လိုက်နော်ဒါဆိုရင်ဒါဒီမှာနော်ဒီလိုပေါ့ဒါ dead time ကိုထိန်းလို့ရတယ်ဆိုတာလေးပြတာနော်dead time ကိုဘူအားနဲ့ထိန်းတယ်နော်ဒီ pass ရဲ့ width ကလေးကိုထပ်ပြီးတော့ထိန်းထားတာနော်အဲ့ဒါလေးပါ